ကျမအသက်38နှစ်လောက်ထိ corporate company တစ်ခုမှာ management position နဲ့အလုပ်လုပ်ခဲ့တာ ကုမ္ပဏီရဲ့ working environment နဲ့ industry nature ကလည်းအရန်ကို competitive ဖြစ်တယ်တစ်ဖက်ကကြည့်ပြန်တော့ကျမရဲ့ working experience အရာဆိုရင်လည်းကျမအသက်22နှစ်အကြောင်းပြီးကြတဲ့အလုပ်စလုပ်တယ်နောက်ပြီးတော့အလုပ်လုပ်ရင်းနဲ့ MBA တက်တယ်ကျမ25လောက်ကြတော့ manager စဖြစ်နေပြီအဲ့တော့ management position မှာနေလာတာက73နှစ်လောက်ပေါ့ဆိုတော့ပြောသလိုပဲတနေ့တစ်နေ့ကအရန် dynamic ဖြစ်တယ် rush ဖြစ်တယ်ပြီးအောင်လုပ်ရမယ့် report တွေ timeline တွေ meeting တွေတွားတွေ့ရမယ့် deal လုပ်ရမယ့်call visit တွေနဲ့အရန်ကိုမှတော်တော်လေး rush ဖြစ်နေခဲ့ရတဲ့ရက်တွေပေါ့နော်အဲ့လိုနေလာရင်နဲ့ကျမထင်မထားဘဲနဲ့ကျမ performance ကြောင့်လည်းမဟုတ်ဘဲနဲ့ကုမ္ပဏီရဲ့ nature အရာကိုဒီ external factors တွေ situation တွေအရာကျမအလုပ်နားဖို့ဖြစ်လာခဲ့တယ်ဖြစ်လာခဲ့တော့ကျမရုတ်တရက်ကြီးအရှိန်အဟုန်နဲ့သွားနေတဲ့သူတစ်ယောက်ကရုတ်တရက်ကြီး lifestyle ကချက်ချင်းပြောင်းသွားတာပေါ့နော်အရာရာချက်ချင်းအေးအေးဆေးဆေးလေးနဲ့ slow living ဖြစ်သွားတယ်အလုပ်တွေရော့သွားတော့အလင်းစလိုလုပ်เสียရလဲဘာတစ်ခုမှမရှိတော့ဘူးစာဖတ်ချိန်ရသွားတယ်တရားထိုင်ချိန်ရတယ်အေးစေးဇက်ကားလေးကြည့်နေလို့ရတယ်တဘာဝနဲ့လည်းနီးနီးဆက်ဆက်နေလို့ရသွားတယ်ကျမ channel မှာစပယ်ပင်လေးပဲစွနေအေးလူပဲပေါ့နော်ဂျင်မှာဆိုလို့ရှိရင်လည်းဖုန်းကောဝင်လာမလားဒါပြီးရင်ဘယ်သွားရမယ်အဲ့လိုလောတကြီးတွေမရှိတော့ဘဲနဲ့ကျမအေးလူလေးပဲဂျင်မှာလည်း3နာရီလောက်အချိန်ဖြုံးပြီးတက်တောင့်တက်တာလေးအေးစေးလေးစိတ်အေးလက်အေးစော့နေလို့ရတယ်ပေါ့နော်အဲ့တော့ကျမဘာတွေးမိလာလဲဆိုတော့ slow living ဆိုတာတကယ်ကို quality of life ပဲဖြစ်တယ်ပေါ့လူတွေက quality of life လို့ပြောလို့ရှိရင်ကားကောင်းစားကြီးတွေစီးမှအိမ်ကောင်းစားကြီးတွေနဲ့နေမှတကယ်ကို branded တွေဝင်မှဒါမျိုးလုပ်နိုင်တဲ့သူတွေကမှ quality of life ကိုရှိရလို့ထင်ကြတယ်တကယ်တော့ဘလို့နေနိုင်တယ်စားနိုင်တယ်သုံးနိုင်ဖြုံးနိုင်တယ်ဆိုတာက living standard ပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကလူနေမှုအဆင့်အတန်းပဲဒါပေမဲ့ဘဝအရေးသွေးမဟုတ်ဘူး quality of life မဟုတ်ဘူး living standard မြင့်တာနဲ့ quality of life မြင့်တာနဲ့ကလုံးဝကိုတူညီမနေဘူးဘဝမှာကြီးတက်အောင်ချမ်းသာတယ်ပြည့်စုံတယ်ဆိုပေမဲ့လည်းမိတ်ဆွေချင်းမိတ်ဆွေမှန်နေရှိကြမှာရှိမယ်ခွင့်ရလို့လာပေါင်းကြတာရှိတယ်မနာလိုတဲ့သူတွေလည်းရှိတယ်ပြီးတော့လူဆိုတာအောင်မြင်လေတိုက်ခိုက်မဲ့သူကများလေဆိုတော့ကိုယ့်ကိုတိုက်ခိုက်မဲ့သူတွေကလည်းအဆင်သင့်ပဲပေါ့နော်အဲ့ဒါကြောင့်မို့လို့လဲကိုအဆုံးစီရင်တဲ့ suicidal case တွေဟာဆိုလို့ရှိရင်မပြေလည်တဲ့သူတွေမှာတွေ့ရတာမဟုတ်ဘူးအရန်အောင်မြင်ကြော်ကြားတဲ့သူတွေမှာလည်း suicidal case တွေကိုကျမတို့တွေ့ရတာဖြစ်တယ်တချို့တွေချမ်းသာပေမဲ့လည်း relationship တွေအိမ်အောင်ရေးတွေအဆင်မပြေဘူးတာသမီနဲ့မိဘကြားမှာနားလည်မှုမရှိဘူးလူမှုရေးကိစ္စတွေ social activities တွေမှာပဲအချိန်တွေအများကြီးပေးနေရတယ်ပြီးတော့လေငွေကုန်ပေါက်ဆိုတာလည်းကြားကြီးရင်ခြေရာကြီးတဲ့အမျိုးပဲပတ်စံပိုရှာနိုင်တဲ့လူတွေမှာပိုပြီးသူတို့ရဲ့ငွေကုန်ပေါက်တွေကလည်းပိုများနေတယ်သူတို့အဆင့်တန်းနဲ့လိုက်လို့ပေါ့နော်ပြန်ကုန်ရတာတွေကလည်းများတယ်ပြီးတော့သူများအတွက်ပေးရတဲ့အချိန်တွေလည်းများတယ်ကိုယ်စိတ်နဲ့ကိုယ်မဖြစ်ဘူးဆိုလို့ရှိရင်ဒါ quality of life မရှိပါဘူးလူကတော့မချမ်းသာဘူးဒါပေမဲ့သူ့ဘဝမှာမိတ်ဆွေတငယ်ချင်းရဲ့မေတ္တာကိုရတယ်မိသားစုနဲ့အဆင်ပြေတယ်ကိုယ်တိုင်ကလည်းအကောင်းမြင်တတ်တယ်ပျော်နေတတ်တယ်ကျမကြီးကလည်းကောင်းတယ်ဆိုလို့ရှိရင်တော့ဒါက quality of life အပြည့်ရှိတဲ့သူတွေပေါ့နော်အဲ့တော့အိမ်ကြီးတအိမ်လိုပဲရဲတိုက်ကြီးလိုပစ္စည်းတွေအစုံထည့်ထားပေမဲ့စိတ်ချမ်းသာစရာမကောင်းတဲ့ဘဝတွေလည်းရှိသလိုဘာမှတော့ထွေထူးကြီးမရှိပေမဲ့လည်းရှင်းရှင်းလင်းလင်းတသက်ရဲ့လေးနဲ့စိတ်ချမ်းသာနေတဲ့သူတွေလည်းရှိတယ်ပေါ့အဲ့လိုပြောလို့ကြော်ကြားတဲ့သူတွေဥစ္စာပစ္စည်းတွေတအားပြည့်စုံချမ်းသာတဲ့သူတွေအကုန်လုံးက quality of life မကောင်းဘူးလို့လည်းမဟုတ်ပါဘူးတချို့တွေကကြတော့ living standard လည်းမြင့်တယ်စိတ်ချမ်းသာလည်းနေတတ်တယ်ဆိုလို့ရှိရင်တော့သူတို့က quality of life ကိုရနေတာပဲပေါ့ mostly ကတော့ slow living မှာ quality of life ကိုတွေ့ရတတ်ပါတယ် slow living ဆိုတာဘာမှမဝယ်ဘာမှမသုံးမဲနဲ့ငြိမ်ငြိမ်လေးပဲထိုင်နေဖို့ပြောတာလည်းမဟုတ်ဘူးအသုံးဆောင်ပစ္စည်းရှော့ယုံတယ်မဟုတ်ဘူးပေါ့နော်ကျမတို့ရဲ့နေ့စဉ်ဘဝရဲ့ different areas of life မှာလည်းမလိုတဲ့စကားတွေမပြောမိတာမလိုတာတွေကိုမလုပ်တာမလိုဘဲနဲ့ဝင်ပါတာဟိုမှာ Facebook လောကလို့ပေါ့ technique ရှိစုညံဆိုဆရာအိတ်လို့ဝင်ပါတတ်တဲ့အကျင့်မျိုးပေါ့လေ slow living သမားတွေမှာဒါမျိုးမတွေ့ရတော့ဘူး
တရားဘိုးသုံးဖုတ်တွေပြောတဲ့သူကပြောနေဆဲတဲ့သူကဆဲနေလဲသူဒီလိုပဲကြော်သွားလိုက်တာပဲနေရာတကာသူဝင်မပါချင်တော့ဘူးပေါ့နော်မလိုပဲနဲ့သုံးမိတာဒါတွေအကုန်လုံးကို safe ဖြစ်အောင်လုပ်တာပဲဖြစ်ပါတယ်ချမ်းသာကြွယ်ဝမှုနောက်ကိုမလိုက်ဖဲနဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုပဲရှာခဲ့တဲ့သူတွေထဲမှာတော့အကောင်းဆုံးတာရကတော့ကျမထင်တယ်တိတ်တထမင်းသားဖြစ်မယ်လို့ထင်တာပဲသူ့မှာဆိုလို့ရှိရင်နွေရာသီဆိုလို့ရှိရင်နွေရာသီနဲ့လိုက်ဖက်တဲ့နွေရာသီဆန်အိမ်မိုးရာသီဆန်အိမ်ဆောင်းရာသီနဲ့တင့်တော်တဲ့ဆောင်းရာသီဆန်အိမ်နောက်ပြီးတော့သူ့နားမှာထားပြီးတဲ့ရန်ရွေတော်တွေဆိုတာက16နှစ်အောက်တေကြီးဆိုလားပဲကျွန်မမမိသလောက်ပြောရလို့ရှင်လေ16နှစ်အောက်ဆိုလား18နှစ်အောက်ဆိုလားမသိဘူးအိုမင်းရင်ရော်တာကိုလုံးဝကိုမမြင်စေရဘူးပေါ့ကွယ်သူ့အဖေတုတ်တော်ဒရမင်းကြီးကစီမံပေးထားလိုက်တာများဒါပေမဲ့လည်းဒါဟာသူ့အတွက်ဆိုလို့ရှင်လေလူနေမှုအဆင့်တန်းတာမြင့်မာနေတာတကယ် quality of life ပေါ့နော်စိတ်ရဲ့ငြိမ်းချမ်းမှုအစစ်အမှန်တော့ဒီရုပ်ဝတ္ထုပစ္စည်းတွေမှာမရှိပါလားစိတ်ရဲ့ငြိမ်းချမ်းမှုဟာတတ်ပါလားဆိုတဲ့သဘောတရားကိုသိမြင်သွားတဲ့နောက်မှာတော့သူကဒီဟာတွေအကုန်လုံးကိုထားခဲ့တာပဲပေါ့အဲ့တော့ဒါကတော့ဒီနေ့ကျွန်မ Thought of the Day ကနေမျှဝေခြင်းတဲ့အထွေးလေးပဲဖြစ်ပါတယ်အားလုံးကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေရှင်